ထူးဆန်းတဲ့ဂျပန်အချိုပွဲလေးများဂျပန်ရဲ့ဒီအချိုပွဲလေးတွေကတာမန်မဟုတ်ပါဘူးဂရင်းမာတင်မကပဲနှလုံးသားထဲအထိဆွဲသွားမဲ့အနုပညာလက်ရာလေးတွေပါပဲအရင်ဆုံးချစ်စရာကောင်းတဲ့ဒီမုံလေးကိုကြည့်လိုက်ပါအောင်စံကောင်းညင်းတဲ့ဘဲငပြားရီတို့ကိုအဓိကထားပြီးဖန်တီးထားတဲ့ဒီအချိုပွဲလေးကိုမီတာရာရှီဒန်ကိုလို့ခေါ်ပါတယ်ဒီအချိုပွဲလေးကကြည့်အောင်နဲ့တင်ရတာရှိတာပေါ်လင်းစေပြီးစားလိုက်ရင်လည်းချိုငငတ်ရတာလေးရှိနေတာပါစားပြီးရင်လည်းအဲ့ဒီရတာလေးကရှောက်ပေါ်မှာဆွဲကြံနေအောင်မှလည်းဖြစ်ပါတယ်တိမ်တိုက်ရေခဲမုတ်လို့နာမည်ပေးထားတဲ့ဒီအချိုပွဲလေးကိုလည်းကြည့်လိုက်ပါပုံမှန်ရေခဲမုတ်တွေထပ်ပိုထိုးချမယ်ဆိုတာကိုကြည့်လိုက်တာနဲ့သိသွားမှာပါပြောရရင်တိမ်တိုက်လေးတွေကိုကိုက်စားခြင်းတဲ့သူတွေအတွက်ဒီရေခဲမုတ်လေးကအသင့်တော်ဆုံးပါပဲရတာလဲကောင်းမွန်သလိုတကိုက်ကိုက်တာနဲ့ရင်တခါအေးရမယ့်ရေခဲမုတ်လေးလည်းဖြစ်ပါတယ်နောက်ဆုံးချိုပွဲလေးကတော့ဝုံဝုံရုပ်ပန်ခိတ်လေးပါပဲပုံစံနဲ့တင်ချစ်စရာကောင်းလွန်ပြီးကိုက်ရမှာကိုတော့နှမျောမိမှာပါဒါပေမဲ့ကိုက်ကြည့်လိုက်တာနဲ့နူးညံ့တဲ့ချုံမြိတ်မှုကိုခန်းစားရနိုင်ပါတယ်အနက်လေးကလည်းမွေးကြိုင်လွန်းတာကြောင့်စားနေရင်ပျော်ရတဲ့ခန်းစားချက်ကိုပေးဆွနိုင်မှာပါတကယ်တော့ဒီအချိုပွဲလေးကစားကောင်းယုံတင်မကပဲမျက်စိပရာသလည်းဖြစ်လွန်လှပါတယ်ဒီလိုဖြစ်အောင်လဲအသေးစိတ်ကစသေးချပြင်ဆင်ထားတာပါဒီအချိုပွဲလေးကိုအစားအစာဖြစ်ရောင်းချတာထက်ခန်းစားချက်ကိုရောင်းချတာလို့ပြောရင်လွန်မယ်လို့မထင်မိပါဘူးအားလုံးကိုကျေးဇူးတင်ပါတယ်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ